ကမ္ဘာအချမ်းသာဆုံး9နိုင်ငံကမ္ဘာစီးပွားရေးအံပွဲများကမ္ဘာပေါ်မှာဘယ်နိုင်ငံတွေကအချမ်းသာဆုံးလဲသိချင်လားဒီဗီဒီယိုမှာကမ္ဘာစီးပွားရေးကိုလွှမ်းမိုးထားတဲ့ထိပ်တန်း9နိုင်ငံကိုဖော်ပြပေးမယ်စိတ်ဝင်စားစရာအချက်လက်တွေအများကြီးပါလို့စက်ကြည့်နော်ဂျာမနီဟာဥရောပရဲ့စက်မှုအင်အားကြီးနိုင်ငံဖြစ်ပြီးကမ္ဘာအဆင့်မှာလည်းစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုပါကားထုတ်လုပ်မှုနဲ့အင်ဂျင်နီယာပိုင်းမှာနာမည်ကျော်ကြားပါတယ်။အရည်အသွေးမြင့်ထုတ်ကုန်တွေကြောင့်ကမ္ဘာဈေးကွက်မှာနေရာရထားပါတယ်။ဂျပန်နိုင်ငံကနည်းပညာနဲ့တီထွင်ဖန်တီးမှုတွေမှာထိပ်ဆုံးကပါကမ္ဘာအီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးမှာဦးဆောင်နေပြီးကားထုတ်လုပ်မှုမှာလည်းနာမည်ကြီးပါတယ်စီကံရှိတဲ့အလုပ်သမားတွေနဲ့စက်မှုလုပ်ငန်းတွေကြောင့်ချမ်းသာကြွယ်ဝပါတယ်အိန္ဒိယနိုင်ငံဟာကမ္ဘာအလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်နေတဲ့စီးပွားရေးနိုင်ငံတစ်ခုပါနည်းပညာနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာအင်မတန်အားကောင်းပါတယ်လူဦးရေအင်အားများတာကြောင့်စားသုံးသူဈေးကွက်လည်းကြီးမားပါတယ်တရုတ်နိုင်ငံကကမ္ဘာစက်ရုံလိုတင်စားရလောက်အောင်ထုတ်လုပ်ရေးမှာအင်အားကြီးပါတယ်။ကုန်ပစ္စည်းမျိုးမျိုးကိုဈေးနှုန်းသက်သာစွာနဲ့ထုတ်လုပ်နိုင်ပါတယ်။ကမ္ဘာကုန်သွယ်ရေးမှာလည်းအဓိကနေရာကပါဝင်နေပါတယ်။အမေရိကန်နိုင်ငံကကမ္ဘာအချမ်းသာဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။နည်းပညာစီးပွားရေးနဲ့ဖျော်ဖြေရေးနယ်ပယ်တွေမှာဦးဆောင်နေပါတယ်။စမ်းသစ်တီထွင်မှုတွေကြောင့်စီးပွားရေးမှာအမြဲတမ်းရှေ့တန်းရောက်နေပါတယ်။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး share ပေးပါနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်